မိတ်ဆွေတို့ဒေရင်ရေရယာနဲ့ရှေ့ပြဟောအကြောင်းအရာတွေကိုယုံကြည်မှုရှိပါသလားလူသားမန်တယောက်ကဘုံဘဝချနေတဲ့ပရလောကသားတွေကိုမြင်နိုင်လို့ဆိုတာစကားပြောနိုင်တယ်ဆိုတာဖြစ်နိုင်ပါမလားဟုတ်ပါတယ်ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်အခုကျွန်တော်ပြောပြသွားမယ့်သူကတော့ကမ္ဘာကျော်ရှေ့ပြဟောပုံကိုတယောက်ဖြစ်တဲ့ဘာဘာဘန်ကာရဲ့အကြောင်းပဲဖြစ်ပါတယ်သူမဟာ1992ခုနှစ်မှာမွေးဖွားခဲ့ပြီးဘူဂေးရီးယားနိုင်ငံသူဖြစ်ပါတယ်1996မှာတော့သူမသေဆုံးခဲ့ပါတယ်သူမဟာအသက်12နှစ်အရွယ်မှာမျက်စိကွယ်သွားခဲ့ပါတယ်သူမဟာဒုတိယကမ္ဘာစစ်ကြီးဖြစ်ပေါ်လာမယ့်အကြောင်းဆိုဗီယက်ယူနီယံကြီးပြိုကွဲမယ့်အကြောင်းအရှေ့ဂျာမနီအနောက်ဂျာမနီပူးပေါင်းတဲ့အကြောင်းနာမည်ကြီးမင်းသမီးဒိုင်ယာနာသေဆုံးမယ့်အကြောင်းအင်ဒိုနီးရှားမှာဆူနာမီဖြစ်မယ့်အကြောင်းတွေ World Trade Center ကြီးဖြိုချခံရမယ့်အကြောင်းတွေဆီးရီးယားပြည်တွင်းစစ်ဖြစ်ပေါ်မယ့်အကြောင်းတွေ44ယောက်မြောက်အမေရိကန်သမ္မတဟာလူမဲဖြစ်မယ့်အကြောင်းတွေ၎င်းမတည်ဆုံးခင်မှာထိုအကြောင်းအရာများကိုမှန်ကန်စွာဟောကိန်းထုတ်နိုင်ခဲ့ပါတယ်သူမသေဆုံးမဲ့ရက်နဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်များရဲ့သေဆုံးမဲ့ရက်များကိုလည်းမှန်ကန်စွာဟောကိန်းထုတ်နိုင်ခဲ့ပါတယ်2016မှာ IS ပွဲဖြစ်ပေါ်လာမယ့်အကြောင်း2018မှာတရုတ်ကစူပါပါဝါနိုင်ငံဖြစ်လာမယ့်အကြောင်းသူမရဲ့ဟောကြားချက်တွေဟာဗုဒ္ဓဟောကြားတဲ့တရားဓမ္မတွေနဲ့တချို့အချက်တွေမှာအတော်ကိုက်ညီကြောင်းတွေ့ရှိရပါတယ်သူမဟာနှစ်ပေါင်း9000ကျော်ထိတိုင်အောင်ဟောကိန်းများကိုထုတ်ခဲ့ပါတယ်2025ခုနှစ်မှာသူမဟောကြားချက်တွေပဲစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့2025ခုနှစ်မှာဥရောပတွင်ကြီးမားတဲ့စစ်ပွဲကြီးတစ်ခုဖြစ်ပေါ်လာနိုင်တဲ့အကြောင်းကိုသတိပေးထားခဲ့ပါတယ်။၎င်းစစ်ပွဲကြောင့်ဥရောပရဲ့လူဦးရေကိုအန္တရာယ်ဖြစ်စေနိုင်ပြီးကမ္ဘာပြပြမှုစီးကိုဥတီလာနိုင်ပြီးနော်ရုရှားသမ္မတဗလာတီမာပူတင်ဟာကမ္ဘာကိုလွှမ်းမိုးထားနိုင်ပြီးရုရှားသမ္မတဗလာတီမာပူတင်ဟာအောင်ပွဲခံမယ်လို့ဟောကြားခဲ့ပါတယ်။16ရာစုပြင်သစ်နက္ခတ်ဗေဒပညာရှင်နိုစထရာဒမ်မတ်ကလည်းအလားတူဟောကိန်းထုတ်ခဲ့ပါတယ်။ပြီးတော့2025မှာကမ္ဘာမြေမှမဟုတ်တဲ့ပြင်ပတရဝါတွေနဲ့တွေ့ကြုံရမယ်လို့ကြိုးပြီးဟောထားပါတယ်။အဆိုပါတရဝါများရဲ့တည်ရှိနေမှုကိုလူသားတွေလည်းတည်ရှိစေမည်ဟုအခိုင်အမာပြောကြားခဲ့ပါတယ်။ပြင်ပတရဝါတွေဆိုတာမြန်မာလိုဆိုရင်ဘုံဘဝချနေတဲ့ပရလောကသားတွေလားဒါမှမဟုတ်နက်ပြမာတွေများလားတိတ်ပံရဆိုရင်တခြားဂျိုသားတွေများဖြစ်နေနိုင်မလားစိတ်ဝင်စားဖို့တော့ကောင်းပါတယ်သူမှနှစ်ပေါင်း9000ကျော်ထိဘာတွေဟောခဲ့တာလဲကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်2028မှာလူသားတို့ဘီနက်ဂျိုကိုစွမ်းရည်ရှာဖွေရေးအတွက်ခရီးထွက်ခွာကြလိမ့်မယ်2033မှာတော့ကမ္ဘာကြီးပူနွေးလာမှုကြောင့်ရေခဲတောင်တွေဟာရေပျော်ပြီးပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနိုင်ပါတယ်2043ဥရောပဒေသကိုအစ္စလမ်ကာလီဖိတ်ဒေသအဖြစ်အသွင်ပြောင်းရေးဟာပြည့်စုံပြီဖြစ်သည်ရောမမြို့ဟာမြို့တော်ဖြစ်လာမယ်ကမ္ဘာစီးပွားရေးလှုပ်ရှားမှုအားလုံးကိုမွတ်စလင်တို့ကချုပ်ကိုင်အုပ်စိုးမယ်2046မှာတော့လူတွေရဲ့ကိုရင်းအင်္ဂါတွေကိုထုတ်လုပ်လာနိုင်ပြီးတော့အလွယ်ကူဆုံးနဲ့လူကြိုက်အများဆုံးကုသမှုတွေတွေ့လာနိုင်လိမ့်မယ်ပြောချင်တာကတော့ကျွန်တော်တို့နှလုံးအတုဆက်နှလုံးဆိုတဲ့အရာတွေပေါ့ဗျာလူသားတွေပြုလုပ်ဖန်တီးထားတဲ့လူခန္ဓာကိုယ်ကိုရင်းအင်္ဂါအစိတ်အပိုင်းအတုတွေပဲဖြစ်ပါတယ်အခုလဲထုတ်လုပ်နေကြပြီလို့သိရပါတယ်2046မှာအမေရိကန်တို့ဟာရာသီဥတုပြောင်းလဲလက်နက်သစ်တစ်မျိုးကိုပထမဆုံးအကြိမ်စတင်ထုတ်သုံးကရောမကိုပြန်လည်တိုက်ယူမှဖြစ်ပြီးတော့ပြောချင်တာကတော့အစ္စလမ်တွေစိုးမိုးနေတဲ့ရောမမျိုးကိုသူတို့ကရာသီဥတုပြောင်းလဲလက်နက်သစ်တစ်မျိုးနဲ့အသုံးပြုပြီးတော့ပြန်လည်တိုက်ယူကခရီးယန်ကိုပြန်လည်အသက်သွင်းမယ်လို့ပြောတာဖြစ်ပါတယ်2086မှာတော့ကွန်မြူနစ်ဝါဒဟာဥရောပနဲ့အခြားသောနေရာများမှာပြန်လည်ဥမော်လာမယ်2084တဘာဝတရားကြီးဟာပြန်လည်ရှင်သန်လာမယ်2088စက္ကန့်ပိုင်းအတွင်းမှာအရွယ်အိုသွားစေတဲ့ယောဂအသစ်ဖြစ်ပေါ်လာမယ်2090ထိုယောဂကိုပြန်လည်ကုသနိုင်မယ်2100မှာတော့လူသားတို့ပြုလုပ်ထားတဲ့နေအတုဟာကမ္ဘာရဲ့ညဘက်အချမ်းကိုတောက်ပသောအလင်းပေးနိုင်မယ်2123မှာတော့နိုင်ငံအငယ်လေးတွေမှာစစ်တွေဖြစ်ကြမယ်2125အာကာသမှာထူးခြားတဲ့အချက်ပြမှုကိုအန်ကရီမြို့မှာတွေ့ရှိရပါမယ်2130ဂျိုသားတို့ရဲ့ထောက်ပံ့နဲ့လူသားတို့ဟာရေအောက်မှာနေထိုင်နိုင်မှာဖြစ်ပါတယ်2169ဘာသာတရားအသစ်ပေါ်ပေါက်လာမယ်2180ကမ္ဘာတစ်ခုလုံးအနှံ့မှာမိုးခေါင်မယ်2189ကမ္ဘာအကြီးဆုံးမီးတောင်2000ပောက်ကွဲခြင်းလုံးဝရပ်တန့်သွားမယ်2196အာရှသားနဲ့ဥရောပသားလုံးဝရောထွေးသွားလိမ့်မယ်2201နေဤစံရင်ချက်လို့မှုနှေးလာသည်နှင့်အမျှကမ္ဘာပေါ်သို့ကြာရောက်သောအပူချိန်ဟာလည်းကျဆင်းလာလိမ့်မယ်2221ကမ္ဘာမြေကလူသားတွေအဖို့ရှာဖွေရေးအသစ်တစ်ခုမှာလူသားများဟာကြောက်လန့်ဖွယ်ရာတစ်ခုခုနဲ့အဆက်အသွယ်ရလိမ့်မယ်1256အာကာသယာဉ်တစ်စင်းမှယောဂအသစ်တစ်ခုကမ္ဘာမြေကိုပါလာလိမ့်မယ်2261
ဂျိုးများပတ်လန်းများပြောင်းကုန်ကြပြီး Mars ဂျိုးဟာအောက်ကကဲများရဲ့အနေရကိုရင်ဆိုင်ရနိုင်ပါတယ်1364နေရုပေါ်မှာချိုရင်းမှုတစ်ခုဖြစ်တာကြောင့်ပို့ပြီးတော့မိုးခေါင်လာလိမ့်မယ်1281ယူဝဗေဒဆိုင်ရာဥပဒေများပြောင်းလဲကုန်မယ်1283ပြူအောင်အနက်ရောင်နဲ့အဝါရောင်လူမျိုးတစ်မျိုးဖွဲ့စည်းလာလိမ့်မယ်1288အချိန်ခရီးသွားခြင်းနဲ့အဆက်အသွယ်တွေရလာပါလိမ့်မယ်1291နေကတဖြည်းဖြည်းအေးလာမယ်ကြိုးစားပြီးတော့ကျွန်တော်တို့ဒီသားတွေကပြန်ပူအောင်လုပ်ရပါလိမ့်မယ်1296မှာတော့နေဂျိုမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်မယ်စွမ်းငင်အားတွေပြောင်းလဲကုန်မယ်အာကာသယာဉ်အဟောင်းယာဉ်အပြတ်တွေအကုန်ဖြစ်ကြကုန်လိမ့်ပါမယ်1296နေမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပေါ်လာမယ်ထိုအခါစွမ်းငင်အားတွေပြောင်းကုန်ပြီးတော့အာကာသယာဉ်အဟောင်းတွေပြတ်ကြကုန်မယ်1299ပြင်သစ်မှာခုခံလှုပ်ရှားမှုတစ်ခုအစ္စလမ်ဘာသာဆန့်ကျင်ထမြောက်ကြလိမ့်မယ်1302ခုနှစ်စကြဝဠာရဲ့အရေးကြီးဆုံးဖြစ်တဲ့လှုပ်ဝက်ချက်တွေနဲ့ဥပဒေသားတွေကိုထုတ်ဖော်ပြသကြမယ်1304လကဘာကြီးရဲ့လှုပ်ဝက်ချက်တွေနဲ့ဥပဒေများကိုပေါ်ထုတ်လာနိုင်ပါလိမ့်မယ်1341ကြောက်မက်ဖွယ်အရာတစ်ခုကကဘာကိုချင်းကပ်လာလိမ့်မယ်အုတ်ကာပြန်ခဲ့ခြင်းများလား1480နေတုနှလုံးတိုက်မိသောကြောင့်ကဘာပေါ်ရင်မှောင်အတိဖြစ်သွားမယ်3005ခုနှစ်Mars ပေါ်ရှိပဏိပခါကြောင့် Mars ဂျိုလန်ကြောင့်ဟာပြောင်းလဲသွားမယ်3010လကိုအုပ်ကားခဲ့အကြီးကြီးတစ်ခုဝင်တိုက်လိမ့်မယ်3990ကဘာပေါ်ရှိအရာအလုံးသေဆုံးသွားတော့မယ်ထိုချိန်ကကဘာကြီးပြတ်မဲ့အချိန်လား3803ခုနှစ်ရိုးအစ်စ်မှာလူနည်းနည်းဖြင့်စတင်နေထိုင်ကြလိမ့်မယ်3805ခုနှစ်မှာတော့တယံဇာတအရင်မြစ်တွေအတွက်လူသားတွေစစ်တွေဖြစ်ပါဦးမယ်1854လူမှုယဉ်ကျေးမှုရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုလုံးဝနှီးပါရပ်လိုက်ပါလိမ့်မယ်1881ဘုန်းကြီးတစ်ပါးကလူတွေကိုဘာသာရေးကြောင်းတွေပြောပြလိမ့်မယ်ဘုန်းကြီးတစ်ပါးကဆိုတာကျွန်တော်တို့ဗုဒ္ဓဘာသာအယူအရရိမတိယမြတ်စွာဘုရားရှင်လက်ထက်များဖြစ်နေနိုင်မလားအတော်ပဲထူးဆန်းပါတယ်4302ခုနှစ်မြို့အသစ်တွေထူထောင်ပြီးသိပ္ပံပညာအသစ်တွေနည်းပညာအသစ်တွေသိပါမယ်4308လူတွေရဲ့အုံနောက်ဟာတာမန်ထက်34ရာခိုင်နှုန်းပိုပြီးထက်မြက်လာလိမ့်မယ်4509ခုနှစ်မှာတော့ဘုရားသခင်နဲ့ပြောဆိုဆက်သွယ်နိုင်ကဖွံ့ဖြိုးတိုးတက်တဲ့အဆင့်ထိရောက်လာမယ်ပြောချင်တာကတော့ကျွန်တော်တို့ God နဲ့တိုက်ရိုက်စကားပြောဆက်သွယ်လာနိုင်မယ့်အနေအထားကိုရောက်ရှိလာမယ်လို့ပြောတာဖြစ်ပါတယ်ဒါကတော့ဖြစ်နိုင်မဖြစ်နိုင်စောင့်ကြည့်ရမှာပေါ့ကျွန်တော်တို့အဲ့ချိန်ဆိုဘယ်ဘဝရောက်ပြီးဘာဖြစ်နေမှန်းတော့သိမှာမဟုတ်တော့ပါဘူး1599မှာလူတွေမသေးတော့ဘူးထာဝရရှင်သန်ခြင်းလားမသေးတော့ဘူးဆိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်လည်းနားမလည်ပါဘူး9089နောက်ဆုံးကတော့ကဘာကြီးကလုံးဝအဆုံးသတ်သွားပါလိမ့်မယ်အရာအလုံးပျက်စီးခြင်းကိုရောက်ရှိသွားမယ်လို့ပြောခြင်းဖြစ်ပါတယ်အခုလိုအဆုံးထိအားပေးကြည့်ရှုတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အချိန်ရတိုင်းမှာဒီလိုစိတ်ဝင်စားစရာဗီဒီယိုများကိုတင်ဆက်ပေးတော့မှာမလို့ channel လေးကို like and subscribe မလုပ်ရသေးလုပ်ခဲ့ဖို့တောင်းဆိုပေးရသေးခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ